အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျွန်မကကျွန်မတို့ဖြတ်ထားတဲ့သူတွေပေါ့နော်လေးထိထားတဲ့သူတွေမှာဆိုလို့ရှိရင်အမြဲတမ်းကျွန်မတို့အပြောအများတယ်ပေါ့နော်ဒီ6ယောက်ကြီးကကျွန်တော်တို့ဒီလမ်းလျှောက်တဲ့ခါမှာ6ယောက်ကလှုပ်ရှားလို့ရတယ်ဒါပေမဲ့6ယောက်ကလေးနေရဲပေါ့ဆံမပေါ့နော်သူတို့လေးနေရလို့ခံစားနေရတာကိုခဏခဏပြောကြတယ်ပေါ့နော်အဲ့တော့ဒီနေ့မှာကျွန်မကဒီလမ်းလျှောက်တဲ့ခါမှာဆိုလို့ရှိရင်အရေးကြီးတဲ့ဒီတင်မစုံကြွက်သားတွေရောဒူးကြွက်သားတွေရောပါတယ်ပေါ့နော်လေးကျိန်ငယ်အိမ်မှာလွယ်တကူပြုလုပ်လို့ရမယ်လေးကျိန်ငယ်5မျိုးကိုဒီနေ့ပြောပြသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဘာကြောင့်လေးတယ်လို့ခံစားရတာလဲပေါ့ပထမတစ်ခုကတော့ကျွန်တော်တို့ဒီလေးဖြတ်သွားတဲ့ခါမှာဆိုလို့ရှိရင်ကျွန်မအမြင်ပြောလို့ပေါ့နော်ဒီအုံနောက်ကဒီအုံနောက်မှာရှိတဲ့ကျွန်တော်ဒီ electricity လေး electric ပေါ့နော်ဒီsignal လေးကပြတ်တောက်သွားတဲ့ခါမှာဆိုလို့ရှိရင်ကျွန်တော်ဒီသူနဲ့ဆက်နေတဲ့ကြွက်သားတွေကပေါ့နော်weakness ဖြစ်သွားတယ်ပေါ့နော်ကြွက်သားတွေအားနေသွားလို့ကြောင့်မလို့လဲကျွန်တော်လေးတာခံစားလို့ရဖြစ်တိုင်းတယ်နောက်တစ်ခုကကြတော့လေကျွန်တော်တို့ဒီ specificity လို့ခေါ်တယ်ပေါ့နော်ကျွန်တော်ကြွက်သားတွေကပြန်နှုတ်လှုပ်ရှားလာတယ်ဒါပေမဲ့ပုံမှန်မဟုတ်သေးတဲ့အခါမှာဆိုလို့ရှိရင်တောက်တင်းနေတဲ့ခါမျိုးမှာဆိုလို့ရှိရင်ကျွန်တော်ဒီ6ကြီးကနှမ်းရတာမကောင်းဘူးမရတာမကောင်းဘူးလေးတယ်လို့ခံစားရတာမျိုးဖြစ်နိုင်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီ sensation လို့ခေါ်တယ်ပေါ့နော်အထီးအတွေ့ဘိုင်းဆိုင်ရာတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ပုံမှန်မဟုတ်ဘဲနဲ့ဒီလေးဖြတ်နေတဲ့6ကြီးက6ယောက်ကပေါ့နော်ကျွန်တော်တို့ဒီခံစားမှုရောနေနေတာဒါမှမဟုတ်ရှင်ခံစားရတာပေါ့နော်လေးပုံမှန်မဟုတ်တဲ့ခံစားမှုမျိုးခံစားရတာပေါ့နော်ဒါကြောင့်မို့လဲကျွန်တော်တို့လေးရဲဆိုတာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီနေ့မှာဆိုလို့ရှိရင်ကျွန်မဒီအလွယ်ကူဆုံးအိမ်မှာပဲပြုလုပ်လို့ရမယ်လေ့ကျင့်ခန်းဒီ5မျိုးကိုပြုလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကြွက်သားတွေအားတန်လာတဲ့ခါမှာကျန်လန်းရှောက်ရတာပို့ပြီးတော့ပေါ့ပါလာမယ်လန်းရှောက်ပို့ပြီးတော့လွယ်ကူလာမယ်အဲ့တော့ဒီလေ့ကျင့်ခန်းကိုလေ့ကျင့်ခန်းတွေကိုနေ့တိုင်းပြုလုပ်ကြဖို့အရေးကြီးပါတယ်အားလုံးပဲမင်္ဂလာပါကျွန်မကတော့ဒီအကျော်စစ်ပိုင်းဆိုင်ရာပေါ့နော်ဒီဝေဒနာတွေကိုအိမ်မှာပဲအလွယ်တကူတက်တာပြောက်ကင်းအောင်ပြုလုပ်လို့ရမယ်ဒီလေ့ကျင့်ခန်းတစ်ခုကနေလို့မျှဝေပေးနေတယ်အကျော်ဆက်နဲ့ခန္ဓာသစားမှုပညာရှင် physiotherapist ဆရာမတီတီပဲဖြစ်ပါတယ်ရှင်ပထမဆုံးနံပါတ်1လေ့ကျင့်ခန်းကတော့ကျမတို့ hip flexion လို့ခေါ်တယ်ပေါ့အခုလိုမျိုးလေးဘေးဆောင်နေထားလေးနေမယ်6ယောက်လေးဒူးလေးကိုနည်းနည်းကွေးထားမယ်ပေါ့နော်လေထီးရဲ့ဘက်6ယောက်ကိုအပေါ်မှာထားမယ်ထားပြီးအခါမှာခုလိုဖြည်းဖြည်းချင်းတင်မစုံကြွက်သားတွေကိုသုံးပြီးတော့မမယ်ချမယ်အပေါ်မမယ်ဖြည်းဖြည်းချင်းမမယ်ပြီးရင်ပြန်ပြီးတော့ချမယ်ပေါ့နော်ဒူးလေးနည်းနည်းကွေးထားမယ်ပေါ့အဓိကတင်မမှာရှည်ကြွက်သားတွေကိုသုံးပြီးကျွန်တော်တို့ဒီ6ယောက်ကိုမပြီးတော့တင်ပါပေါ့နော်အပေါ်မပြီးတော့တင်ပါဒီဒူးကြီးကွေးတာဆန့်တာမျိုးအဲ့လိုကြီးမဟုတ်ဘူးပေါ့နော်အဲ့လိုကြီးမလုပ်ဘူးတင်မကိုပဲသုံးပြီးတော့မတာချမယ်ဖြည်းဖြည်းချင်းဒါလေးကို10ချိန်လုပ်ပေးမယ်ပေါ့နော်တကယ်လို့အဲ့လိုလုပ်ရတာခက်တယ်ဆိုလို့ရှိရင်အခုလိုမျိုးတစ်ပတ်လေးတစ်ခုကိုပေါ့နော်ဒီ6နှစ်ခုကြာလေးရဲ့မှာထားမယ်ထားပြီးတဲ့အခါမှာဖြည်းဖြည်းချင်းလေးပေါ့နော်ဖြည်းဖြည်းချင်းလေးအခုလိုမျိုး6လေးကိုမမယ်ချမယ်ဒါလေးကိုဖြည်းဖြည်းချင်းလုပ်ပေးပါအခုနံပါတ်2လေးကျင်ခဲ့တော့ကျမတို့ SN လာလို့ခေါ်တယ်ပေါ့နော်ဒါလည်းကျမတို့ဒီတင်မဆုံမှာရှိတဲ့ကြွက်သားတွေကိုသုံးပြီးတော့အခုလိုမျိုးလေးခြေထောက်ကိုဒူးကိုဆန်းလျက်ထားပြီးတော့ဖြည်းဖြည်းချင်းအပေါ်ကိုမြှောက်မယ်ပြီးရင်ဖြည်းဖြည်းချင်းပြန်ချမယ်ပေါ့နော်တင်မဆုံအတိကတင်မမှာရှိတဲ့ကြွက်သားတွေကိုသုံးပြီးတော့ကြတော့အပေါ်ကိုဖြည်းဖြည်းချင်းမမယ်ပြန်ချမယ်ပေါ့နော်ဖြည်းဖြည်းချင်းလေးပေါ်ကိုမြှောက်မယ်ပြန်ချမယ်ဖြည်းဖြည်းချင်းလေးပုံမြောက်မယ်ပြန်ချမယ်ပေါ့နော်တစ်ခါပြုလို့ရှင်10ချိန်3ကြော့ပြုလုပ်ပေးပါအခုနံပါတ်3လေးကျင့်ငယ်ရလဲကျမတို့ဒီစီတက်မာချင်းလို့ခေါ်တယ်ပေါ့နော်အခုလိုကျမတို့ကထိုင်ကုန်အမြင့်လေးတစ်ခုပေါ်မှာထိုင်မယ်ခြေထောက်နှစ်ဖက်ကိုကျမတို့ဒီမြေကြီးပေါ်မှာစုံချထားမယ်ပေါ့တင်မကြွက်သားတွေကိုသုံးပြီးတော့ကျမတို့ဒူးကိုအပေါ်ကိုအခုလိုပဲတစ်ဖက်စီပေါ့နော်မပြီးတော့တင်မယ်ဖြည်းဖြည်းချင်းပြန်ချမယ်မပြီးတော့တင်မယ်ဖြည်းဖြည်းချင်းပြန်ချမယ်ပေါ့အဓိကဒီတင်မမှာရှိတဲ့ကြွက်သားတွေကိုပေါ့နော်တင်မစုံကြွက်သားရှိသုံးပြီးတော့ကြတော့မပြီးတော့ချမယ်ပေါ့နော်ဒီချိန်မှာသတိထားမှာခါးကိုမမတ်ကြီးထားမယ်ပေါ့ခါးကြီးကုန်းနေဆိုလို့ရှိရင်မှားတယ်ပေါ့နော်ခါးကြီးကုန်းနေဆိုမှားခါးကိုမမတ်လေးနဲ့အခုလိုဖြည်းဖြည်းချင်းမမယ်ပြန်ချမယ်အဲ့ဒါဒီပြုလုပ်ပေးပါနံပါတ်လေးချင်းကတော့ကျွန်တော် knee extension လို့ခေါ်တယ်ပေါ့နော်ဒူးကြက်သားအတန်မို့အတွက်ပေါ့နော်အဲ့ချိန်မှာဒူးအောင်မှာဆောင်းတာမို့တပတ်ဆောင်းလေးတစ်ခုခောက်ထားပြီးတဲ့အခါမှာကျွန်တော်ဒူးကြက်သားတွေကိုသုံးပြီးတော့အဲ့ဆောင်းလေးကိုတပတ်ဆောင်းလေးကိုဖိချမှာပေါ့နော်ဖိချမယ်ဖိချတဲ့အခါမှာဒူးပေါ်မှာရှည်ကြွက်သားလေးတင်းနေအောင်ပေါ့ဖိချမယ်ပေါ့နော်ဖိသွားပြီးရဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ10စက္ကန့်လောက်ကလေးပေါ့နော်10စက္ကန့်လောက်ခဏလေးတောင့်ထားမယ်ပြီးတော့မှဖြည်းဖြည်းချင်းပြန်လျှော့မယ်ပေါ့နော်ဒီလေးကျင်ကန်လို့10ချိန်ပြုလုပ်ပြီးပါနောက်ဆုံးလေးကျင်ကန်ပေါ့နောက်ဆုံးလေးကျင်ကန်လည်းခုနလိုခုံအမြင့်လေးတစ်ခုပေါ်မှာထိုင်မယ်ခြေထောက်လေးနှစ်ခုလုံးမြေကြီးပေါ်မှာစုံချထားပြီးအခါမှာဆိုရင်ပေါ့နော်ဒူးကြွက်သားတွေကိုသုံးပြီးတော့အခုလိုမျိုးလေးရှေ့ကိုပေါ့နော်မတ်လေးဆန့်ပေးရမှာပေါ့နော်ဆန့်ပေးရမယ်ဒူးကြွက်သားလေးကိုသုံးပြီးတော့အရှေ့ကိုဆန့်ထားပေးပါဆန့်မယ်ဒူးကိုပေါ့နော်အပြည့်ဆန့်မယ်ပေါ့နော်ဆန့်ပြီးတော့တောင့်ထားပေးမယ်ဒူးပေါ်မှာရှေ့ကြွက်သားလေးတင်းနေအောင်ထိပေါ့နော်10စက္ကန့်လောက်တောင့်ထားမယ်ပြီးတော့မှဖြည်းဖြည်းချင်းပြန်လျှော့မယ်နော်မြန်ကြီးလွှဲတာမျိုးကြီးမလုပ်ဘူးပေါ့နော်အပြည့်ဆန့်မယ်ဆန့်ပြီးခါမှာတောင့်ထားမယ်10စက္ကန့်လောက်ပြီးတော့မှဖြည်းဖြည်းချင်းပြန်ပြီးတော့ချပါမယ်ဒီလေးကျင်ကန်ကြီးကိုလည်း10ချိန်3ကြောပြုလုပ်ပေးပါ
အဆုံးလေးကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်။